မင်္ဂလာပါဖော်လိုက်ကွန်ပျူတာ online training ဒီပဲကြိုဆိုပါတယ်ကျွန်တော်အခုစတင်ပေးမှာကတော့ Microsoft Excel ကိုဖုန်းနဲ့ mobile phone နဲ့အသုံးပြုနည်းကိုစတင်သင်ကြားပေးမှာဖြစ်ပါတယ်အဲ့တော့ Microsoft Excel ကိုကျွန်တော်တို့ mobile phone နဲ့စတင်အသုံးပြုဖို့ဆိုရင်ကိုယ့်ရဲ့ဖုန်းမှာဘာရှိဖို့လိုလဲဆိုတော့ Excel ဆိုတဲ့ software ရှိဖို့လိုတယ်ဟုတ်ပြီနော် Excel ဆိုတဲ့ software ရှိဖို့လိုရဖြစ်တဲ့အတွက် Excel ဆိုတဲ့ software ကိုဘယ်မှာသွားပြီးတော့ download ရမလဲဆိုတော့ကကျွန်တော်တို့ Play Store မှာသွားပြီးတော့ download ရမယ်အဲ့တော့ Play Store မှာသွားပြီးတော့ကျွန်တော် install လုပ်လိုက်မယ်ဟုတ်ပြီနော်အဲ့တော့ကိုယ့်ရဲ့ဖုန်းမှာအရင်ဆုံး Play Store မှာဒီ Microsoft Excel ရှိနေဖို့လိုတယ်ပေါ့နော်အဲ့တော့ကျွန်တော် download ဆွဲလိုက်ပြီအဲ့တော့ Play Store မှာ Excel လို့ရှာပြီးရိုက်ရှာလိုက်ပါနော်အဲ့တော့ကျွန်တော်100%ပြည့်သွားရင်ဒီဖုန်းမှာ install လုပ်သွားပါလိမ့်မယ်အဲ့တော့ install လုပ်သွားပါပြီအဲ့တော့ install လုပ်ပြီး open ဖွင့်ရင်ဖွင့်မယ်ဒါမှမဟုတ်ရင်ကျွန်တော်တို့အပြင်ကိုလုံးလုံးထွက်လိုက်မယ်ထွက်ပြီးတော့ကိုယ့်ရဲ့ဖုန်းမှာရှိတဲ့ Excel တွေကိုဝင်လိုက်ဟုတ်ပြီနော်အဲ့တော့ Excel တွေကိုဝင်လိုက်ပြီဆိုတာလည်းကျွန်တော်ဘာတွေတွေ့ရမလဲပေါ့ဟုတ်ပြီနော်အဲ့တော့ Excel တွေကိုစပြီးဝင်လိုက်ပြီဆိုရင်သူဒီ Excel account sign in တွေပါတယ်ရှိလိုက်အောင်ပဲပထမဆုံးဝင်တဲ့အခါမှာပေါ့ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ဒီမှာ sign in later ဆိုတာလေးကိုသွားလိုက်ပါမယ်အဲ့တော့အောက်ဘေးဆုံးလေးပါရှိရနော်ဒီမှာ email တွေဟိုဟာတွေမထည့်တော့ဘူးကျွန်တော် sign in later ဆိုတဲ့စာတန်းလေးကိုစိတ်ရောက်စာတန်းလေးကိုနှိမ့်လိုက်မယ်ပြီးရင်ဒါ skip for now ပေါ့ဟုတ်ပြီနော် skip လုပ်လိုက်မယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီဟိုဟာကပတ်စံပေးပြီးတော့သုံးလို့ရရင်ဒါပေမဲ့ဖို့အတွက်ဆိုရင်30ပေးထားတယ်တကယ်လို့ကိုယ်ပတ်စံပေးပြီးသုံးမယ်ဆိုရင်တစ်လကို1000ကျမှာပေါ့ okay အဲ့တော့ကျွန်တော်1000လောက်တော့ try later ပဲနှိမ့်လိုက်မယ်ဟုတ်ပြီပြီးတော့ကျွန်တော်တို့ nextဟုတ်ပြီနော် next လောက်တက်ပြီးရင်dose obligate ဒါပဲထားလိုက်အဲ့တော့ close လုပ်လိုက်မယ်ဟုတ်ပြီဒါဆိုရင်ရတာဟုတ်ပြီနော်ဒါကကျွန်တော်တို့ Excel ကိုစပြီးတော့သုံးရတော့မယ်အနေထားပေါ့ okay အဲ့တော့ Excel ကိုစပြီးတော့သုံးတော့မယ်ဆိုရင်ကျွန်တော်တို့ဒီအပေါ်ဆုံး down လေးမှာဗာလေးရှိလဲဆိုဒီလို plus sign လေးရှိအပေါ် down လေးပါဟုတ်ပြီနော်အဲ့တော့အဲ့ plus sign လေးကိုတစ်ချက်ဝင်လိုက်မယ်အဲ့ plus sign နဲ့ဝင်လိုက်မယ်ဆိုရင်သူကဒီလို blank ဝါဖို့ဆိုတာဟုတ်ပြီနော်သူက cell quad တွေနဲ့အလုံးလောက်ဖြစ်လို့ BLNK blank ဝါဖို့ဆိုတဲ့အဲ့လိုဝါဖို့ကြီးခေါ်ရမှာဟုတ်ပြီနော်အဲ့တော့ blank ဝါဖို့ဆိုတဲ့ကိုကျွန်တော်လက်ကလေးနဲ့တစ်ချက်ဝင်လိုက်တယ်ဝင်ပြီးတော့ဆိုရင်ဒီမှာကျွန်တော်တို့ဒီလိုအကွက်တွေအများကြီးရှိတယ်ဟုတ်ပြီနော်အောက်ကိုကြိုက်တဲ့လောက်သွားဘေးကိုလည်းကျွန်တော် ABCD အပေါ်လိုက်ဆိုရင် ABCD အောက်ဆိုရင်ကျွန်တော်1 2 3လို့ခေါ်တယ်ဟုတ်ပြီနော်အဲ့တော့အထောင်လိုက်ကိုကျွန်တော်က column လို့ခေါ်ပြီးတော့အလျားလိုက်ကို row လို့ခေါ်တယ်ဟုတ်ပြီနော်အဲ့တော့ row 1 row 2 A ဆိုရင်ကျွန်တော်တို့ A column B column C column A နဲ့1နဲ့စုံတဲ့နေရာကို A1 B နဲ့1နဲ့စုံတဲ့နေရာကို B1 ဟုတ်ပြီနော်အဲ့တော့ကိုထောက်တဲ့နေရာကိုသူက cell quad အနေနဲ့cell quad ရဲ့ name အနေနဲ့သတ်မှတ်ပေးသွားလိမ့်မယ်ဟုတ်ပြီနော်ဒါကကျွန်တော်တို့ Excel ရဲ့မှာမြင့်နေပြင်ပေါ့ဟုတ်ပြီနော် user interface 1 2 3 4 5ရှိတယ်ပေါ့ဟုတ်ပြီအဲ့တော့ဒါပြီးသွားတဲ့အခါမှာကျွန်တော်တို့ဘာဆက်လုပ်မလဲဆိုတော့ကသူ့ရဲ့အောက်ခြေဟာ fh ဆိုတာရှိလိမ့် fh ဆိုတာ formula bar ကိုပြောတာပါ insert function formula bar ဒီဘက်အောက်ခြေလေးပါတစ်ခုရှိပါသေးတယ်ကင်မရာပုံစံမျိုးလေးနဲ့ဟုတ်ပြီနော်အဲ့တော့အဲ့ကင်မရာပုံစံလေးနဲ့ဘာလေးလဲဆိုတော့သူရှိတွေကိုခေါ်ရတာပါဟုတ်ပြီနော်အဲ့တော့အဲ့ရှိတွေကိုမခေါ်ချင်ဘူးကျွန်တော်တို့ကဒီအလုံးလုံးချင်တယ်ဆိုရင်ပြောပြတာပေါ့ဟုတ်ပြီနော်လုံးလုံးမဲ့ဆိုရင်ကျွန်တော်ဒီဘက် B ညာဘက်ဖုန်းရဲ့ညာဘက်အောက်ခြေတောက်အစွန်းဆုံးမှာမြအစိမ့်စိမ့်လေးရှိတယ်ဟုတ်ပြီနော်အဲ့မြအစိမ့်စိမ့်လေးမှာသူ H back move ဟွာလို့ခေါ်တယ်အဲ့တော့အဲ့တဲ့ကိုကျွန်တော်တို့ဝက်လိုက်မြစိမ့်စိမ့်လေးတဲ့ကိုဝက်လိုက်တယ်ဆိုရင်ဒီလိုပေါ်လာလိမ့်မယ်ဟုတ်ပြီနော်မြစိမ့်စိမ့်လေးပေါ်လိုက်မယ်ဆိုရင်အဲ့လိုပေါ်လာတဲ့အခါမှာ Excel မှာအသုံးပြုတဲ့ဒီဖုန်းမှာပါတဲ့ option ကဒီလိုပါတယ် home ဟုတ်ပြီနော်အဲ့ HOM home ဆိုစကလုံးကိုနှိပ်လိုက်တယ်ဆိုရင် home ရဲ့ insert ရဲ့ draw ရဲ့ formula ရဲ့ data ရဲ့ review ရဲ့ view ရဲ့ဆိုပြီးတော့ရှိတယ်ဟုတ်ပြီနော်အဲ့တော့အဲ့တစ်ခုချင်းကိုကျွန်တော်ပြီးပါရှင်းပြမယ်ဟုတ်ပြီနော်အဲ့တော့ကိုကအဲ့လိုအသုံးပြုနေတော့ဒီမှာစာရိုက်ချင်တယ်ထားလိုက်ဥပမာ A အကွက်မှာဒီလိုအပေါ်အောက်ဆွဲသွားလို့ရတယ်နော် A အကွက်မှာတစ်လို့ရိုက်ချင်တယ်ဆိုရင်ကျွန်တော် A အကွက်ကိုနှစ်ချက်ထောက်လိုက်တောက်ဆိုထောက်လိုက် level လေးနဲ့မြင်ထောက်လိုက်အဲ့မှာ A အကွက်မှာတစ်ဟိုအဖြစ်ပြီးဆိုရင် keyboard မှာရှိတဲ့ဒီမြားလေးပေါ့နော်အောက်မှာရှိတဲ့ဟိုဟာ keyboard တော့ဖြစ်သွားပြီဒီလက်ကွက်မှာရှိတဲ့မြားလေးကိုကျွန်တော်တို့ကအမ enter လို့ခေါ်တယ်နော် keyboard မှာဆိုရင်အဲ့ဟာလေးကိုနှိပ်လိုက်အောက်ရောက်သွားတယ်ပြီးရင်ကိုရိုက်ချင်တဲ့နံပါတ်1 3ဒါမှမဟုတ်လည်းအမှတ်ဘေးမှာရှိတဲ့ကျွန်တော်အပေါ်မှာရှိတဲ့အစိမ့်အမှန်ချင်းကလေးကိုချစ်လေရဟုတ်ပြီတော့အစိမ့်အမှန်ချင်းလေးချစ်1ပေါ့အဲ့တော့ကျွန်တော်အစိမ့်အမှန်ချင်းကလေးကိုမချစ်ပါဘူးဒီတိုင်းပဲ3ရိုက်တယ်ပြီးရင် enter ခောက်တယ်ပြီးရင်ကျွန်တော်တို့4ရိုက်တယ်ပြီးရင် enter ခောက်တယ်ပြီးရင်5ပြီးရင်6ဒီလိုရိုက်ပါဟုတ်ပြီနော်အဲ့တော့ဒါကကျွန်တော်စာရိုက်ချင်တယ်ဆိုရင်ဒီဘက်က keyboard ဟုတ်ပြီနော်ဒီမှာ1 2 3ရိုက်ချင်တယ်ဆိုရင်1 2 3ကို keyboard
နှစ်ခုရှိတယ်ဟုတ်ပြီတော့1 2 3ရိုက်မယ်ကရန်နေအေးစဲဆိုကရန်နေကြရိုက်တာ哦1 2 3ရိုက်ချင်တယ်ဆိုရင်ဒီမြလေးရဲ့ဘေးက1 key ပေါ့တကယ်လို့စာတွေအများရိုက်ချင်တယ်ဆိုရင်ဒီဘက်က key ပေါ့ဟုတ်ပြီနော်အဲ့တော့1 2 3ကိုကျွန်တော်ကဒီလိုလေးနှိပ်လိုက်တာနဲ့ပြောင်းနေမှာ1 2 3ကိုကျွန်တော်တစ်ခါနှိပ်ရင်တစ်ခုပြောင်းတယ်ပြန်ပြီးတော့ပြောင်းချင်တယ်ဆိုဒီ keyboard လေးကိုနှိပ်နေမှာနော်ဒီ key ဒီတစ်ခုလေးဒီဟာလေးဒီအသေးသေးလေးအဲ့ဒီသေးလေးကိုကျွန်တော်ပထမတစ်ချက်နဲ့တစ်မျိုးပြောင်းတယ်နောက်တစ်ချက်ထပ်နဲ့နောက်တစ်မျိုးပြောင်းတယ်ဒါနံပါတ်နဲ့ဟိုဟာနဲ့စကလုံးကိုသူပြောင်းပေးနေတာအဲ့ဒါကိုပြောတာဟုတ်ပြီနော်โอเคအဲ့ဒါကကျွန်တော်တို့ home နဲ့ပတ်သက်တာတကယ်လို့ကျွန်တော် home မဟုတ်ဘူးအခြားဟာတွေသုံးမယ်ဆိုရင် insert draw လို့အများကြီးရှိပါသေးတယ်ဟုတ်ပြီနော်တကယ်လို့ data လို့ review လို့အဓိကအဖြစ်တော့ကျွန်တော်တို့ဒီမှာ home နဲ့ကဟာတွေကိုအများဆုံးသုံးပါဟုတ်ပြီနော်โอเคအဲ့ဒါဆိုရင်ကျွန်တော်ဒီ software installing နဲ့သူ့ရဲ့ user interface ကိုသိပဲဒီမှာလည်းနောက်ထပ်သင်ခန်းစာတွေကိုဆက်ပြီးတော့သင်ကြားပေးဦးမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်